fighter ဝဲမှာလားအေး တော်လို့ရှင်ပွဲမှာသူ့များအစမပြေရဖြစ်လို့ရှင်မမသမီးပြောပေးမယ်သမီးပြောပေးမယ်သူအဲ့လိုမျိုးပါငယ်ပေးမယ်သူဥဆောင်ခြင်းနဲ့အားလုံးမဟုတ်လူတာဝန်ယူတောင်းခံမှုအပြည့်ရှိရမှာလေးပေါ့နော်တခါမှဒီရန်ကုန်မှာရှိရဲ့ဒီဘားတွေတော်တော်များဆိုဘူးတယ်လေတော့မှာတော့တခါမဆိုဘူးဒီတော့စဖွင့်ကလေးရပေါ့နော်တခြားဘားတွေကတော့မအောင်မြင်ခေါ်တယ်ဆိုတော့ဒီတော့ကလူကြီးတွေကလည်းသမီးကိုခေါ်တဲ့ခါကျတော့အစတော့ကလုံးမယ်ဆိုပြီးတော့မနစ်ကကလေးကလုံးမဲ့အရာကနောက်ကိုရွှေ့သွားတာပေါ့နော်ရွှေ့ရင်းနဲ့မှသူတို့လည်းတစတော့ကတော့တယောက်သေးပေါ့နော်အကုန်လုံးကဖြစ်ဖို့ဒါပေမဲ့လည်းလောက်ရတဲ့အချိန်ကအရန်နီးကတ်တယ်ကျမကအရင်တော့လုပ်တဲ့ပွဲတွေဆို5-6လလောက်အချိန်ယူရတယ်ဒီပွဲကျတော့အမြန်တလောက်2လအတွင်းကျမအချိန်ယူပြီးအမြန်လုပ်ရတဲ့ခါကျတော့ဘာပြောကျမဟိုပေါ့နော်မမဆန်းစီကိုမဆုစီဟိုဘာပြောညီမရလည်းဖြစ်တယ်အမြဲတမ်းပွဲတွေကလည်းတူသွားရဆိုတော့အဲဆိုတော့ညီမလေးကို special guest နေနဲ့ချင်းလာဆိုပေးပါအောင်ညီမလေးချမ်းနေလာဆိုပေးပါအောင်ဆိုကျမကိုဖုန်းလာအောင်ဒီကြမိတ်ကပေါ့နော်သူတို့ကတော့တကယ်ကျွန်တော်ကအကြောင်းတကယ် music ကျောင်းစနေပေါ့ပြီးတော့မောင်လေးခါပေါ့နော်သူတို့အကုန်လုံးကိုညီတောင်းပြီးတော့မှဒီရှိမှလည်းတော့ရတယ်မောင်လေးညီမလေးလည်းချင်းဆိုမယ်လို့ကြားပါတယ်လို့အားလုံးကဝိုင်းဝန်းကူညီပြီးတော့မှတည်ဆူကြတာဖြစ်ပါတယ်အမှတ်တရပေါ့တစ်ခါမှမဆိုဘူးတဲ့ဒီ2026ရဲ့နှစ်စလေးမှာပေါ့အမှတ်တရအနေနဲ့ဒီဆိုတာပါရှင်တခြားရင်ပွဲတွေဆိုလို့ရှင်တော့စနေမှန်တိုင်းဖြစ်ရင်ရိုးဒီတချို့ဘားရဆိုရင်9ပုတ်6ပုတ်10ပုတ်လုံးလုံးက10ပုတ်အမှန်တခါကျလဲပိုးတွေတောင်းတဲ့ခါကျ14ပုတ်လောက်တော့ဖြစ်သွားတာပေါ့အခုကကျတော့စနေဆိုတော့ပိုးရီတော့အများကြီးတောင်းတယ်ဒါပေမဲ့လည်းဖိုက်တာတော့အများကြီးတိုက်ထားပါတယ်လို့ဟုတ်အချိန်လေးပေါ်မှုပြီးတော့ဆိုရမှာပေါ့နော်အဲဆိုတော့ဒီညဆိုလို့ရှင်လဲ17နာရီ17ခွက်လောက်ဆိုပိတ်ဆိုင်ရပိတ်ရတာဟောဆိုတဲ့ခါကျတော့နော်ချင်းဒီပေါ်မူတည်ပြီးတော့ပေါ့ချင်းလေးတွေကတော့တိုက်ထားပါတယ်အဲ့တော့ဆိုပါမယ်ကျွန်မဒီပွဲလေးမှာပေါ့နော်ဆိုတော့ဟိုဖြစ်ပါမယ်ဆိုတော့များလဲပါပေါ့ဆိုတော့နောက်ပိုင်းပွဲလေးလုပ်ဖို့ရှိပါတယ်ဒီနေ့တည်းမှာမွေးနေ့ပွဲဆိုတော့ခါကြလို့ရှင်လည်းလုပ်ဖို့ဒီရှိရခါကြလည်းပြောပါမယ်ဟုတ်ဖို့လိုက်လေဘာလို့ special guest ဆိုတော့လေဒီမှာလေးဝစားလဲတဲ့ချိန်ပေါ့လဲဆိုတော့2ပုတ်လောက်ပါပဲ2ပုတ်လောက်ပါပဲဆိုတော့နောက်ပိုင်းတော့ချင်းနောက်ဆုံးသိန်းတော့အတူတူသိန်းကြတာပေါ့နောက်ဆုံးအပိတ်လေးကတော့ညီမတွေလူတရညီမတွေပေါ့မိုင်းကြတော့ရှင်သိန်းကြမှာပေါ့ကျမတို့လားကြာပြီလေဆက်ကြော်ပြီးဘာမှမဖြစ်လေသွားသေးရလေနော်ငယ်ငယ်တော့73တော်တော်ကြာပြီပေါ့18နှစ်လောက်ရှိ18လောက်တောင်ရှိပြီမမကညီမတို့တနေ့ပဲနောက်ကြတာပါဟုတ်တယ်ဆာမလေးတယ်မမကျတော့တိတ်ဟွာမလုပ်ဖြစ်တဲ့ခါကျတော့မတောင်းသွားတက်လိုက်ကြရပါဆိုတော့ကျွန်တော်မှာလည်းပြန်တွေ့ရလေပွဲတူတော့ကျွန်တော်လည်းကချင်ပွဲတွေမှာအဲ့မှာပိုခင်သွားတာကြီးတွေရန်သွားခဲ့ရတယ်တကြမ်းဆိုရင်အတူတူပဲအဲ့မတ်တက်နာမည်တော့ပြောတော့ပါအဲ့မတ်မှာအကြာကြီးပဲ9နှစ်လောက်ရှိတယ်အတူတူဆိုခဲ့တယ်ဒါမှမဟုတ်လည်းအမတ်တရားအမသမီးတို့လိုက်ပို့ခဲ့တာလေခရီးတွေတော်တော်များသွားနေတယ်ဒီလေတော်များကြီးပေါ့နော်ဒါသွားခဲ့တာတွေရောပြီးတော့မှအစားတလိုင်းဆိုတော့စားကြရတယ်စားကြတယ်မဝရတာသူတယောက်တည်းဘယ်တော့ဝပါအဲ့လိုရောဒါမှတရားလေးအများကြီးရှိပါတယ်ရှိပါတယ်ကောင်းလိုက်မယ်ရှင်ကတန်ပြတ်တော့ပြီးရှာရမှာကိုကမေးလိုက်ရမှုနေတိတဲ့မှုကလုံကလေးပဲမင်းငါချစ်ကိုတမုံချာအေးဘောတော့တခါနဲ့အချင်းပြောညီမပဲလေလေပြောကြတယ်သူများအချင်းမအုပ်အောင်ကိုအချင်းပဲကိုကနဲ့ကိုပဲကိုချင်းကိုအုပ်တယ်ဆိုတာပေါ့အမြသူเจ้าကိုเจ้าကြီးပြောပြီးတော့ဖလဲကြတာငယ်ပေမဲ့အကြီးကိုပြန်ဆုံးပါတာပါသူကမဟုတ်ပါဘူးဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ရပါဘူးဟုတ်တယ်ကိုကခိုင်းတာအကြီးပြန်လာမှာပဲဖိုက်တာဝဲမှာလားအေးပြောချင်တာလားပြောချင်တာဟုတ်အဲ့လိုဟုတ်ပေါ့ကိုကဟွာပါပဲဒါပေမဲ့ဒီမှာလေးကတော့အဲ့လိုမျိုးအငယ်တွေနဲ့ဆိုတော့ဒီတင်းသွားတာပြောတာဒီတင်းလောက်လိုက်နေပေါ့နော်ဒီကလောက်လိုက်တစ်ခုတော်လို့ရှင်ပွဲမှာတစ်ခုများအစမပြေရဖြစ်လို့ရှင်မမသမီးပြောပေးမယ်သမီးပြောပေးမယ်သူအဲ့လိုမျိုးပါငယ်ပေးမယ်သူဥဆောင်ခြင်းနဲ့အားလုံးမလူတာဝန်ယူတောင်းခံမှုအပြည့်ရှိရမှာလေးပေါ့နော်အမတို့တော့ရမယ်ရတာကြည့်ရတစ်ခုဆိုလို့ရှင်တိတ်မဆုံးဖြတ်တတ်တော့ညီမလေးကတော့အားလုံးတော့မဟုတ်ပါဘူးတူတူဆောင်စဉ်းစားပြီးတော့မှရှင်းကြတာပါသူချစ်တဲ့သူမတွေပြောပါနော်တောင်းတောင်းမှာတော့မတို့တိတ်ဝင်ပါလိမ့်မရှိပါဘူးကိုဒီနေ့ကြည့်ခင်တဲ့လူတွေတစ်ခုမှအဲ့လိုမျိုး
အစင်မပြားလေးတွေးလို့ရှင်သူကပြောပေးတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒီပုံစံမျိုးလေးပါ ချစ်ပွဲလေးကြတော့လဲလေဟိုအရင်တော့ငယ်တော့ကြတော့ဝဲဆိုခဲ့တဲ့ခါကြလို့ရှင်နော်ကန်ဖက်ဆက်ပေးတာ အဲ့လိုအဲ့ဒါလေးပြဿနာမျိုးစုံဖြစ်တဲ့ဟာလေးရှိတယ်ရှင်အမောတော့ဘယ်သူဘယ်လိုပြောအစင်မှာသူကတော့ဂျန်နဲ့လက်နဲ့အသေးစားအဲ့ဒါလေးတွေပြောတာဆိုတတ်တာဘူး အခုကလေးတော့မရှိတော့ဘူးကိုရင်းငယ်တော့ကြုံခဲ့ရတယ်လေခဏခဏ ခဏရှိတာပေါ့ ငယ်တော့နော် ဟုတ်တယ် ရင်းချက်ဘူးရင်းချက်တာမမရင်းချက်တာ မဟုတ်ဘူးအဲ့လိုမျိုးပေါ့တန်းတောက်တော့မကြည့်ဘူးပေါ့လေမရုပ်ပြက်စီဖြစ်တဲ့ဟာမျိုးမှာမရုပ်ပြက်မချေရှင်းနိုင်သူကြတော့လို့ကြည့်နေစိတ်ကြီးနာမျိုးရှိတယ်ဒီလိုပါပဲဟိုတန်းလေးတောက်တော့ရင်းချက်မှုပိုင်းရတော့မတူဘူးပေါ့နော်ရှိရောပဲလောက်ရတာပေါ့ကိုနည်းနည်းလေးဖြစ်မယ်ဆိုသူထိန်သူလည်းမျိုးထိန်ရတော့နေတော့မဟုတ်ပါဘူး ဟုတ်ပါညှိလို့ကြတာပါ လောက်ကြတာပါ အမပူနုရာဘယ်နဲ့ဘလောက်ကြည့်ပါဦးနည်းနည်းလောက်ပဲကြည့်တာပါ ဟုတ်ပါဘူး အမ ဟုတ်တယ်ဟုတ်တယ်နည်းနည်းတော့ပဲကြည့်ရပါဘူး အမ မလူပါလေ ရမ်းချမ်းမာရေးကြီးစိုက်တယ်ကိုရီဆိုလို့ရှိရင်နေ့နဲ့ညမားတယ်အမဆိုရင်စောစောစီးအိတ်တယ်အဲ့တော့အသားရည်ပဲချင်ကြည့်လိုက် နော်ဟုတ်တယ်အဲ့လိုဟုတ်တယ်မမတော့လည်းစောစောအိတ်တယ်ပွဲမှာဆိုရင်မမတို့ကထုံးစံတိုင်းပေါ့မဟုတ်ဘူးညမမကြီးကဆိုပြီးပြုပြီးဆိုကိုခိုင်တဲ့ကိုဒီနေ့တော့တခန်းနဲ့တဲတာများတယ်ဆိုတော့တခန်းထဲမှာအဲ့လိုမျိုးပဲစားကြတောက်ကြစကားပြောမစတိစနေဆိုတော့အဲသူကတော့ဂိမ်းဆော့စာအုပ်ဖက်ဖုန်းကြည့်ပေါ့နော်အဲ့လိုမျိုးနေစီသူကနေနေတက်တာအဲ့ဒါလေးတော့ ဒီရတော့တာတော့ကလေ အရင်ကစားတော့ပြောတာပါအခုနောက်ပိုင်းကျတော့ကျမ်းမာရေးရကွာဒီမှာနောက်ပိုင်းကျတော့မမီကိုနိုင်ကလည်းတက်တက်တင်းနေနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းကျတော့ကျမ်းမာရေးကြီးဆိုင်နေရမှာလေကိုတွေလည်းအသက်အရွယ်ဒီဘက်ကိုရောက်လာပြီဆိုတော့နော်အဲ့ကျမ်းမာရေးတော့ကိုရှောင်တင်တာရှောင်အဲ့လိုပြောတဲ့တဲ့ပြောတာ အနေပါဝေးခြင်းနဲ့ကြောက်ပါဆိုးလောက်လေ ဆိုးလောက်ကြာတယ် တရားပြမိမင်းချလေဟိုဝေးကလောညာရဲ့ငါချစ်မေနှုတ်ဆက်ချင်ပါချိန်မတရားပြမိမင်းချလေတဲ့ဆုံးကြီးတရားလုံးနေပါမေဘလို့အနောက်ဆက်နေ အများကြီးလေ အဲ့လိုပေါ့အများကြီးပဲနော် အဲ့လိုပြော နေ လို့ ပြော ပြော တော့သူရလို့နေရာတကာမှာတော့ဘာသာသွားတော့ငါကျွန်တော်သွားတော့ငါနောက်ဆုံးဒီဇန်ပွဲတွေမှာမတောင်းဘူးကို ပွဲတိုင်းလိုပါအဲ့လိုချက်ချင်းကမ အဲ့ ပြော လို တတ် တော့ တော့ ကြောက်မပြောတတ်ဘူးအငြင်းတန်းကိုရမတိုင်းပြောတယ်ရောက်တဲ့နေရာမှာတော့ညီရဲ့မခီးသွားလို့ကားနဲ့သွားမယ်ဆိုလို့ဓမ္မရဲမယ်ဆိုဘလောက်ပဲအိတ်ရှင်မှုသူကြီးအရှာပြဓမ္မစင်းကြောက်မယ်ဆိုဆင်းရိုက်ကြတယ် အဲ့ဒါလေးရော့သွားတယ် နော်အဲ့လိုမျိုးလောက်ပဲအိတ်ရှင်စားမယ်ဟင်းဆိုလဲညီရဲ့စားကြမယ်သွားကြမယ်လာကြမယ် လက်ဖက်မဝအောင်လေဒီလိုပို့လာကြည့်ရအဲ့ဒါပြန်ဝသွားတယ်အဲ့လိုမျိုးတော့တော့ရှိတယ် ဟုတ်တူကိကိပဲဒီမှာတိတိမမကြီးပြောလို့တော့မရဘူးအများကြီးကတော့အမှတ်တရတွေအများကြီးပဲအဲ့ဆိုတော့ကံပါမဟုတ်ပါဘူးအငြင်းတန်းရှိတယ်မဆီတာပြောင်းနေတာဆိုတော့ तू ကအငြင်းတန်းရှိတယ်ဆိုတာကအဲ့လိုမျိုးပေါ့တိတ်က interest မဖြစ်တာပဲဖြစ်မှာပေါ့နော်ညီမလေးအငြင်းတော့ social media အားနေတာပါမမတင်ပြတာ New York ဆိုတဲ့မိုင်းလာတော့လေ ဟုတ်တယ် ဒါရင်စိုင်းတုံ तू ကတော်တော်တောက်လို့ပြန် လာလေ ဟုတ်တယ် မနေ့ကပဲစိုင်းတော့ရောက်တယ်လေ ဟုတ်တယ် ခဏနာတတိချောင်းတာပွဲချက်လိုက်တာ အမောင်ညောက်ကအမားတို့အနေနဲ့ social media သုံးတာအားနေ Messenger Facebook TikTok ပါညာကြီးအဲ့လို TikTok တော့မှအခုမှတစ်လခွဲပဲ ဟုတ် ရှိ ပါ သေးတယ် နော်ဘုန်းကြီးကပြောနေကြတယ်သုံးခါရတော့မဲဆိုပြီး ငငယ်တုန်းကအရန်လေဟိုတက်ပုံတအားရိုက်ခဲ့တယ်အရန်ဝါသနာပါခဲ့တယ်အရန်လှုပ်ခဲ့ပြီဆိုတဲ့အခါကျတော့စစ်ပြမယ်လေအသက်ဟိုပါပေါ့နော်ထားပါတော့ဒီ Facebook ညီမတို့ဆိုလို့ရှိရင်2000နဲ့မှ10လောက်ကနေစပြီးတော့ဖြစ်တယ်ကိုယ်7နှစ်73လောက်ကတော့စသုံးဖြစ်တာပေါ့အရန်သုံးခဲ့ပြီအရန်လှုပ်ခဲ့ပြီဆိုတော့ဒီဟို ပြန်သွားရင်မလုပ်ချင်တော့ပြင်းတာလည်းပါတယ်ပြီးတော့နောက်ပိုင်းကျတော့အဲ့လိုမျိုးကြီးတွေတိတ်ဒီငယ်နဲ့မတို့ကလည်းအဲ့လိုမျိုးမ TikTok ကားတာမျိုး social media ပဲနေရမျိုးတိတ်မတင်နေတင်တာမရှိဘူးပုံမှန်ကိုယ်တော့မှခရီးသွားတော့တိတ်ပြောတာမရှိဘူးသူများဆိုလို့ရှိရင်အမြဲတမ်းပွဲရအမြဲလို့သွားဖြစ်တယ်ဒါပေမဲ့အဲ့တချို့ဆိုရှင်ဒါအလူပြန်သမားပြီးတာပေါ့လေမတို့ကလူပြန်သမားပြီးတာလားမသိဘူးเนาะဘယ်ရောက်ရပါလဲပြောလို့မပြောတတ်ဘူးတခါကျရင်ဟိုမတွေ့ရတိတ်မလုပ်ဖြစ်တော့တာပေါ့နော်ကိုကနဲ့ကိုပုံမှန်လေးပဲသွားပြီးတော့စတင်ပုံမှန်လေးပဲနေမယ်အဲ့ live လေးကိုကြည့်နေတယ် တွေ့ရရပြီအေးလေးဖြည်းဖြည်းလေးနဲ့ငငယ်လေး ရန်လဲအောင်မြင်ကြလဲမလို့တော့အောင်မြင်ရမယ့်ချိန်လည်းမဟုတ်တော့ကိုကပုံမှန်လေးသွားတာကောင်းဆုံးပဲ